ကျွန်တော်မေးထားတယ်မိကုန်းပေါ့ကျွန်တော်အများကြီးဟုတ်ပါတယ်အရင်ဆုံးကျွန်တော်ပြောချင်တာကတော့ဒီထဲမှာမိကုန်းတွေကဟုတ်ပါတယ်မိကုန်းတွေတချို့ရှိတယ်လို့အားပေးစကားတွေအများကြီးရှိပါတယ်အားပေးစကားကျတော့ဖြေလို့မရဘူးလေဟုတ်ကဲ့ပါဒါကျေးဇူးတင်ပါဟုတ်တယ်ဒီနေ့ပဲကျွန်တော်အားပေးကြတဲ့ညီကိုမောင်နှမအားလုံးကျွန်တော်ကျေးဇူးတင်တယ်လို့ပြောချင်တယ်ကျွန်တော်ကိုဝေဖန်ပေးကြတဲ့ညီကိုတွေလည်းရှိတယ်အဲ့တော့လည်းအရင်ကျေးဇူးတင်တယ်ကျွန်တော်ပြင်ဆင်သွားပါမယ်ဟုတ်ကဲ့ပထမဆုံးကျွန်တော်ဖြေရှင်းတဲ့မိကုန်းကတူလေးပါအကြောင်းလည်းရှိတယ်နီးချစ်ဆန်ဆိုရဲအမတယောက်ဖြစ်နေတယ်အမတယောက်ရဲ့မိကုန်းလေးပါချင်းလူမျိုးလို့သိထားပါတယ်တဲ့ဘယ်လူမျိုးနွယ်စုလဲဒါမှမဟုတ်ဘာချင်းလဲဆိုတော့လေသိချင်ပါတယ်တဲ့ဟုတ်ကဲ့ဒါအရင်ခေါင်းလည်းကျွန်တော်ဖြေပြီးလို့ထင်ပါတယ်ကျွန်တော်ဒါမဲ့ကျွန်တော်လူမျိုးစုနာမည်အများဆုံးသိကြအောင်အများဆုံးသိကြအောင်ဆိုတာကအဲ့ဒီတွန်းတွန်းပေါက်ပေါက်သိမရှိလို့ဖြစ်မှတင်တယ်ဥမာဖြင့်ကျွန်တော်တို့လူမျိုးပါနော်ဥမာမြို့နယ်တွေများရှိတာကိုချင်းပြည်နယ်မှာဟာခါမျိုးပြင်ဆလမ်တီတင်ဆိုတာမျိုးပေါ့နော်မတူပီအဲ့ထဲမှာကျွန်တော်မတူပီမြို့ထဲကအဲ့မတူပီမြို့မှာလူမျိုးလို့ဆိုအတိအကျ3မျိုးလောက်ရှိတယ်မတူဆို3မလားဆိုရှင်လေပြောပြတာပါဒါပြီးတော့အခုဆိုလို့ရှိရင်ဆိုတော့ဒေးဗစ်ကိုလည်းပြောခဲ့တယ်ဒါဒီလိုမျိုးဆိုသူသိနေတယ်ပေါ့နော်ဒါပေမဲ့အခုဆိုလို့ရှိရင်ဒီကနေလည်းပြောပြဖြစ်တယ်ဆက်ပြီးတော့လည်းဒါဒေးဗစ်ထွက်လာခဲ့မျိုးဆိုတော့ကိုကတနည်းတက်တာအနေနဲ့တော့ပို့ပြီးတော့မှသူပြီးအောင်လုပ်လို့ရတယ်ဟုတ်တယ်အခုလည်းအပြည့်စုံရှင်းပြပေးဟုတ်တယ်ပြောပါဆိုတော့လည်းအဲ့လိုလေးဖြစ်စေချင်တော့ပါပြေးကြအောင်အဲ့ထဲမှာမတူမရာဆိုတုံဆွဲမှာကျွန်တော်မရာလူမျိုးပေါ့နော်မရာလူမျိုးဆိုလည်းလူနဲ့စုပါပဲမတူပီမျိုးနဲ့အထဲမှာရှိတဲ့မရာလူမျိုးစုရွာတွေနဲ့အများကြီးရှိတယ်မရာထဲမှာရွာတွေကျွန်တော်59ဝင်းကျင်လောက်ရှိမှတင်တယ်အဲ့မကလည်းရှိနိုင်တယ်အဲ့သူကအိန္ဒိယဘက်မှာလည်းတဝက်မရာလူမျိုးရှိတယ်အဲ့လိုမျိုးပေါ့နော်တခြားလူမျိုးတွေလည်းလို့ရှိတယ်အိန္ဒိယဘက်မှာသူမြန်မာဘက်မှာသူအဲ့လိုတဝက်ခြားနေတာပေါ့နော်ကျွန်တော်တို့ဒီမှာသူမိထားတယ်ဘာချင်းလဲဆိုတော့ချင်းထဲမှာမတူပီမျိုးနဲ့ထဲမှာရှိတယ်မရာလူမျိုးပါသူတို့ကျတော့မျိုးနယ်လေးနဲ့ခွဲတာပေါ့အဲ့လိုမျိုးလားမျိုးလူမျိုးစုတွေကြတော့မျိုးလူမျိုးစုကိုမျိုးနယ်နဲ့ခွဲတာမဟုတ်ဘူးမျိုးနယ်ထဲမှာရှိတဲ့လူမျိုးစုတွေကိုတည်တံ့ဖြစ်တယ်ဟုတ်ကဲ့ဒါကျွန်တော်တို့မှာဆိုလို့ရှိရင်မြန်မာပြည်သားတိုင်းသားတွေပဲမျိုးနယ်ဆိုတာ100ကျော်ဆိုတော့ဒါတော့အခွင့်အရေးကြုံနိုင်တင်ယူရမှာတည်လာမှာတော့ကျွန်တော်တို့နိုင်ငံသားတိုင်းတောင်းဆိုတော့ကျေးဇူးပါအခွင့်အရေးကြုံလို့ရှိရင်လည်းထပ်ပြောရမှာဟိုဆို